2026မှာထားခဲ့မဲ့အရာတွေမှာဒီသပင်ပုံလဲပါတယ်ပေါ့နော်အဲ့တော့ Home for Plus ကိုလာပြီးတော့သပင်ချိန်မယ်ပေါ့နော်ဘယ်လိုချိန်မလဲတော့တိုင်မရအောင်မယုံပါဘူးလားမိမပါဘူးပါလို့မရအောင်လေဒီနေ့က तू ပါလို့မရအောင်ဘာဖြစ်လို့လဲဆိုရင်အကြောင်းပြချက်ရှိတယ်ဘာလို့ तू ကလေတနေ့ तू အရန်လှလာပြီဆိုတော့အရန်ပြောတော့မခံစားနိုင်ဘူးအဲ့တော့ကိုလည်းအပြိုင်လှအောင်အဲ့ကြောင့်သပင်လာကြောင်းတာโอเคရောက်လာပြီပေါ့တဲလေးကမှလုပ်ချင်လဲဗီယက်နမ်သွားဖို့ရှိတော့ဗီယက်နမ်မှာလေးသပင်လိုနည်းနည်း wave လေးတွေနဲ့ဖြစ်ချင်တာနည်းနည်းအုံထူလေးနဲ့အဲ့လိုပုံစံမျိုးဖြစ်ချင်တာရမလားပေါ့နော်ဆက်လိုက်မယ်လေသပင်လေးဟုတ်သပင်ကလေချွတ်ထားရှိသေးတယ်နော်ဟုတ်တယ်နည်းနည်းတော့ကြံအောင်ပါကြာတော့ကြာပြီဆိုမဲ့ကြံတော့ကြံအောင်ကြံသေးတယ်ဒီလောက်တော့နည်းနည်းကြံသေးတယ်ပေါ့နော်ချွတ်တဲ့အခါကျတော့ကျမတို့ကောက်စီတို့ဖြောင်စီတို့ထထီးတဲ့အခါကြလို့ရှိရင်ဆန်သားအနှင်းငယ်လေးတော့ပျက်စီးတဲ့ဘက်ကိုသွားတတ်တယ်အားကြောင့်မို့ပေါ့နော်ဆရာမအကြံပေးချင်တာဆိုလို့ရှိရင်တော့ခဏကောက်မဲ့ဘက်ကိုတော့နည်းနည်းအဲ့လိုမျိုးပေါ့ခဏလေးမွေးခိုင်းတဲ့သဘောမျိုးပါလောလောဆယ်မှာဆိုလို့ရှိရင်တော့ကျမတို့တခြားအရာနဲ့လှအောင်လုပ်လို့ရတယ်လေဟုတ်တယ်မလားရှားရဆိုတာကြတော့ကျမတို့ကာလာချိန်ပေးမယ်ကာလာလေးကကြတော့တိတ်လေးဟာလေးဘယ်ဘက်ကိုသွားချင်လဲမချွတ်ဖဲနဲ့အဲ့လိုနည်းနည်းအဆင်ပြေမဲ့အရာလေးကာလာကလေတူးကာလာဖြတ်ပေါ့နော်3ကာလာဖြစ်နေအမဲရှိမဲဒီမှာအညိုရှိမဲဒီတပတ်အဲ့လောက်ဆိုလို့ရှိရင်အနီးဆဲများတယ်ပေါ့နော်အနီးဆဲများတဲ့ခါကျတော့တိတ်လေးကမချွတ်ချင်ဘူးဆိုလို့ရှိရင်တော့ကျမတို့ဒီရှိနိုင်တယ်ပေါ့နော်ဒီကာလာဆဲထဲမှာအယောင်ဆဲများတဲ့အပေါ်မှာမူတည်ပြီးတော့ကျမတို့ကာလာဆဲကိုပြန်ထည့်ရမှာပေါ့နော်ကျမချိန်ပေးမဲ့ကာလာတော့ရှိရယ်ဒီထဲမှာရှိတဲ့ကာလာလေးကတော့ဘယ်ဟာဖြစ်နိုင်မလဲတော့ပြီးပေါ့နော်ရတယ်ပုံအပ်လိုက်မယ်โอเคအိမ်ကအမတက်လိုက်ရပြီသပင်ဒီဇိုင်းရအောင်ဘောကလေဘန်းကိုဒီလောက်ထိပါညှက်ပူတယ်တိလားအဲ့တော့ခီးသွားတိုင်းလဲရုံကဒီလိုမျိုးကြီးညှက်တာအဲ့တော့အခုလဲရုံရဲ့ signature အတိုင်းပဲဘန်းလေးညှက်မလားโอเคဟုတ်ဒါမဲ့အခုကအရန်ပိန်နေတာပိန်နေတော့ဘန်းညှက်လိုက်လို့ရှိရင်ဒီလိုကြီးဖြစ်သွားမှလဲကြောက်အဲ့တော့ဒီလိုမျိုးနည်းနည်းတော့ဖြစ်တဲ့ဟာလေးမျက်နှာပိုင်းမှာသွားကြည့်မယ်ဆိုလို့ရှိရင်မျက်နှာရဲ့ဒီနည်းနည်းကြလေးမှာတော့ဒီကောင်လေးတော့နည်းနည်းလေးအနှဲငယ်လေးနည်းနည်းလေးကျဲတယ်မျက်လုံးပိုင်းဒီဥစ္စာလေးဆိုရှင်နည်းနည်းလေးဝေးတဲ့ခါကျတော့ကျမတို့ဒီအရှိပိုင်းကတော့ကတင်မန်းကတော့တူလိုက်မယ်ဒါပေမဲ့ဒီအောက်ပိုင်းမှာသွားကြည့်မယ်ဆိုလို့ရှိရင်တော့တဲလေးရဲ့ဒီသပင်အနေထားဆိုရင်အရန်ကားနေရပေါ့နော်မျက်နှာတော့တီးသွဲနေရဆိုပေမဲ့သပင်ပိုင်းဆိုင်ရာမှာအရန်ကားရတဲ့ကြောင့်ကျမတို့ကတီတက်လေးနဲ့လုံးဝမျက်နှာရှိတ်ကလေးတွေပေါ်သွားမဲ့ပုံစံမျိုးလေးစမချင်းပြလိုက်မယ်အဆင်ပြေလားတီးရပြီโอเคအဲ့ဆိုရင်ကာလာလေးနဲ့လုံးဝထိမိဂွိစေရမယ်အာမခံရမယ်နော်โอเคအိမ်ကအာမခံတယ်မေးထက်ကိုလှသွားစေရမယ်အဲ့ဆိုစမတို့စလိုက်မယ်ဆရာရုံးလေးချက်ကြည့်လားโอเคဒီတိုင်းအိမ်ပြန်ဝိုင်းတော့ဟိုအမတော်တော်ရှုံးဘူးဒီကနေကြည့်နေလိုက်မယ်ဟုတ်တယ်ဒီမှာပွဲကြည့်နေလားအိမ်ကပွဲတယ်တော့โอเคကာလာလေးရောခေလေးနဲ့ရောလုံးဝ mask ဖြစ်သွားပြီလားအစိတ်တိုင်းကြတယ်မလုတ်ခင်တည်းကစဉ်းစားရတဲ့ပုံဖြစ်တယ် BNM မလေးဖြစ်သွားပြီပေါ့နောက်တစ်ခါပြန်ဆုံမယ်ပြန်ဆုံနောက်နာမည်ကတော့ဆမရွေးဖြစ်ပါ